sharing YouTube channel ကိုကြည့်ရှုလေ့လာနားဆင်နေတဲ့တကယ်ချင်းများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ smart switch ပေါ့နော် smart switch ကျွန်တော်ပြီးခဲ့တဲ့အပိုင်းတုန်းကကျွန်တော်တို့ cable เนาะကျွန်တော်တို့ကျူးနဲ့ချိတ်ဆက်တရားပြပြီးပါပြီကျူးနဲ့ချိတ်ဆက်တရားပြပြီးခဲ့ပြီဆိုတော့ကျွန်တော်တို့အခုဒီမှာသူ့ရဲ့ဒီ smart switch ထဲမှာပါတဲ့ function တစ်ခုဖြစ်တဲ့ကျွန်တော်တို့ external storage ပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော် Home button. Home. Apps. အဲ့တော့ကျွန်တော်တို့ကဒီမှာ smart switch ထဲကိုဝင်ပါမယ် Weather and radar. To the Dragon. Sim store. Full text. Samsung Music. File manager. Samsung Music. Smart switch. အဲ့ကျွန်တော် smart switch ထဲကိုဝင်လိုက်ပြီပြီးရင်ကျွန်တော်တို့ဒီမှာကြည့်အောင်ကျွန်တော်အခုတော့ external storage ကကျွန်တော်မဆက်ရသေးဘူးเนาะဟို SD ကတော့ပါတယ်ဗျာ external storage ဟိုလိုအပြင်ဘက်ကကျွန်တော်မဆက်ရသေးဘူး type C နဲ့ဆက်တယ်เนาะအဲ့မဆက်ရသေးဘူး More options. အဲ့တော့ဒီမှာ Transfer your data. transfer your data ပေါ့နော်နောက်ထုံးစံတိုင်းပဲကျွန်တော်တွေ့ရမယ် More options. External storage button. ဒီမှာ external storage button ဒီကောင်ကျွန်တော်တစ်ချက်နှိပ်ကြည့်အောင်ပါ Smart switch. No backup data. no backup data SD card. ဒီမှာ SD ကရှိ Backup တယ် to. နော် SD card. No backup data. Restore from external storage. ဒါကျွန်တော် restore from external storage ဆိုတဲ့ခေါင်းစဉ်ရဲ့အောက်က No backup data. no backup data ကျွန်တော် backup လုပ်ထားတဲ့ data မရှိပါဘူးတဲ့အဲ့ကြောင့်ကျွန်တော်ဒီမှာ restore ပြန်လုပ်လို့မရဘူးပေါ့နော်ဒီကနေပြီးကျွန်တော်အရင်ဆုံး backup လုပ်ရမယ်ပြီးကြမှာကျွန်တော်တို့က restore ပြန်လုပ်အောင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခဏထွက်လိုက်မယ်နော် Back. Smart switch. ထွက်ပြီးတော့မှကျွန်တော်တို့ကဒီမှာ stick လေးတစ်ခုဆက်လိုက်မယ်ကျွန်တော်တို့ SD card ကလေးတွေ့ရပါတော့ဒီမှာ SD card တွေ့တယ် backup to ဆိုတဲ့ခေါင်းစဉ်အောက်ကကျွန်တော်တို့က SD card တွေ့တယ် restore from ဆိုတဲ့ခေါင်းစဉ်ရဲ့အောက်ကကျွန်တော်တို့က backup လုပ်ထားတာမရှိတဲ့အတွက် no backup data လို့သူပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ stick တော့မဟုတ်ပါဘူးဒီ import stick ပေါ့ကျွန်တော်ဒီမှာ type C ခေါင်းလေးနဲ့တွေ့တယ်အဲ့ဒါလေးဆက်လိုက်မယ်နော်ဆက်ပြီးတော့ကျွန်တော်ခုန external storage ထဲကိုပြန်ဝင်ကြည့်အောင် Transfer. External storage button. ဝင်လိုက်ပြီ Backup and restore. ချက်ကြည့်အောင်နော် SD card. USB storage. ဒါကကျွန်တော်တို့ကဘယ်လိုပြောမလဲ external storage တူနော် external storage တူရ Save your backup and restore. Save your data to or restore it from an SD card or an external USB storage device. ဒီမှာ save your data to ပေါ့နော် Back save your data to or restore it from an SD card or an external USB storage device. save your data to ပေါ့ဒါဒီ data တွေကိုဘယ်ထဲမှာသိမ်းမလဲကိုယ့်ရဲ့ SD card ထဲမှာသိမ်းမလားဒါမှမဟုတ်ကျွန်တော်တို့ကဒီအပြင်ထပ်ဆိုင်လာတဲ့ USB device တွေမှာသိမ်းမလားပေါ့နော်ဒါမှမဟုတ်ရင်အဲ့ဒီသိမ်းထားတဲ့ဟာတွေထဲကနေပြီးတော့ကျွန်တော်တို့က restore ပြန်လုပ်မလားဒါကိုပြောတာပေါ့နော်အဲ့ဒီမှာ Backup to backup to ဆိုတော့ကျွန်တော်တစ်ချက်ကြည့်အောင်ပါ SD card. ဟုတ်ပြီနော်အဲ့တော့ဒီမှာ USB storage. USB storage Restore from external. No backup data. restore from external Restore storage from external storage. ဒီကောင်းစဉ်အောက်က Backup and no backup data. no backup data Backup and restore. နော် No backup data. no backup data ရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာချက် Restore ဝင်ကြည့် USB အောင်ပါ SD card. ဒါလည်းကျွန်တော်ခုမှစမ်းသပ်ကြည့်တာနော်ဟိုလိုပြောရရင်တော့ကျွန်တော်မတွေ့သေးဘူးစမ်းမကြည့်ရသေးဘူးဒါအတန်ဖိုင်းနေတာတခါတည်းကျွန်တော် Backup SD card. လုပ်ပြအောင်နော်အဲ့တော့ဒီမှာကျွန်တော် SD card ထဲဝင်လိုက်ပါမယ် Searching for data to backup. searching for data to backup ပေါ့နော်ဒါသူခဏစောင့်လိုက်ပါမယ်ဒါကကျွန်တော်တို့ဒီ USB storage နဲ့စိုက်ပြီးသုံးမယ်ဆိုတော့ဖုန်းလုံးမလိုတော့ဘူးပေါ့နော်တစ်လုံးနဲ့ရသွားပြီဖြစ်ပါတယ် Select data to backup. ဒီမှာ select data to backup ပေါ့နော်ချက်ကြည့်အောင် Everything 9.27. Just custom. Just everything 9.27. Just calls. Contacts. Everything 9.27 GB / about 12 minutes. Radio button selected. everything 9.27 GB ပေါ့စသဖြင့်ပေါ့နော်ဒါတွေကတော့ကျွန်တော်တို့ဒါ TV တိုင်း See what can be backed up. Custom radio. Just calls. Custom radio button not ကျွန် selected. တော် custom လေးတစ်ချက်ရွေးကြည့်ရအောင်ပါ Next button. ပြီး next ပေးလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်အောင် Select items. select item ပေါ့နော် Calls and messages. For apps. Galaxy settings. Home screen. Images. Videos. Audio. 3.16 GB unchecked checkbox. Audio. Documents and files. Documents and find out what date. Backup button unavailable. Select data to backup button unavailable. backup နော်ဒါကျွန်တော်တို့ကဘယ်လိုပြောမလဲ audio ပေါ့ Find document audio. Expand button. ဒီမှာဒီ audio ကျွန်တော် expand လုပ်ပြီးတော့ကျွန်တော်တို့ backup လုပ်လို့ရတယ်ဒီထဲမှာကျွန်တော်တို့ Documents and files. အစတော့ကျွန်တော်ပြခဲ့တဲ့အတိုင်းပဲဒီမှာကကျွန်တော်တို့ဒီ cable တို့နဲ့ချိတ်ဆက်တယ်လို့မျိုးဒါမှမဟုတ် wireless ချိတ်ဆက်တယ်လို့မျိုးကျွန်တော်တို့ဒီကနေပြီးတော့မှကျွန်တော်တို့က backup ယူလို့ရတယ်ပေါ့နော်ထုံးစံတိုင်းပဲ audio expand လုပ်မယ်ပြီးလို့ရှိရင်ကိုကြိုက်တဲ့ folder ကိုသွားမယ် expand လုပ်မယ်စသဖြင့်ပေါ့နော် Sounds of the waters by beat L6 L9 Sounds of the waters by messenger team of messenger different voiceover messenger sound not got named our folder 100 narrator by Honest Emo check
Back button. ဒါကကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်အခုကျွန်တော်တို့ backup လုပ်တာကဒီဖုန်းထဲကဟာကို SD card သို့မဟုတ်အခုစိုက်ထားတဲ့ကျွန်တော်တို့ USB storage ဆိုတဲ့ device တွေမှာကျွန်တော်တို့က device တွေထဲမှာ backup လုပ်တာဖြစ်ပါတယ်အဲ့လို backup လုပ်ထားခြင်းအပြင်နောက်ထပ်ကျွန်တော်တို့ဖုန်းတစ်လုံးဝယ်တဲ့အခါမှာဒီ SD card သို့မဟုတ် USB storage device တစ်ခုကိုကျွန်တော်တို့စိုက်ပြီးတော့အခု backup လုပ်ထားတဲ့ဟာကိုကျွန်တော် restore ပြန်လုပ်လို့ရတယ်ပေါ့နော် restore ပြန်လုပ်လို့ရတယ်အဲ့တော့ဥပမာထားပါတော့ကျွန်တော်တို့ကဒီဟာကို backup လုပ်မယ်ဆိုလို့ရှိရင်တော့ SD card ထဲမှာမလုပ်ဖ ೇನೆ ကျွန်တော်တို့က Back. ထွက်လိုက်မယ်နော် Just call everything 9.2. ထွက်လိုက်အောင်မယ် Back button. Backup and restore. USB card. Backup to. backup to ဆိုတဲ့ခေါင်းစဉ်အောက်ကကျွန်တော်တို့မှာ USB storage. USB storage ဆိုတဲ့ဥစ္စာရှိတယ်ဒါကျွန်တော်ခုန site လိုက်လို့တက်လာတဲ့ဟာနော်အဲ့တော့ကျွန်တော်အချက်နှိပ်လိုက်မယ် Searching for data to backup. searching for data to backup ဒီကောင်ကကြတော့ကျွန်တော်တို့ကဒီဖုန်းထဲက data ကိုရှာတာ backup လုပ်ဖို့အတွက်နော်ပြီးကြမှာကျွန် Select တော်တို့ data က to backup. ပြီးကြမှာကျွန်တော်တို့ကဒါကို USB storage ထဲမှာလာပြီးကျွန်တော်တို့က backup လုပ်ရမှာနော် Custom radio button. Not see what can be back. Just everything 24.54 GB slash about 1 hour and 21 minutes radio button selected. နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒီထက်ကျွန်တော်တစ်ခုခုကိုကျွန်တော်တို့ backup လုပ်မယ်ကျွန်တော်တို့ကတစ်ခုခု backup လုပ်မယ်ဆိုတော့ Custom radio button. Select. See what can be backed up button. okay Next button. next ပေးလိုက်ပါမယ် Apps 5.57 GB. ပြီးရင်ကျွန်တော်ဒီမှာ Images, video, audio, documents and audio 3.16 GB unchecked. No. Audio expand button. expand လုပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ချက်ကြည့်အောင် Sounds of the Waters by Maria folder. 18 items. ဒီမှာသူဘယ်လောက်မှတ်ထားလဲပေါ့နော် Select all check box. ဆက်လောက်မှသူ Select all check box. ချက်ပေးထားတယ်နော်အဲ့တော့ကျွန်တော်နောက်ချက်လုပ်လိုက်ပါမယ် Select all off. Select all uncheck box. ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်တို့ Off. Select 0 MB. Messengers on 0 MB ပါနော်အဲ့တော့ကျွန်တော်ဒီကနေပြီးကျွန်တော်ကိုကြိုက်တဲ့ folder တွေကိုကျွန်တော်သွားရမယ် Messenger 2022 folder. 22 items uncheck box. ကိုကြိုက်တဲ့ folder လေးတွေကိုကျွန်တော်သွားပါပေါ့နော်ဒါဘယ်ဟာ Messenger. ကိုက backup လုပ်ချင်လဲဆိုတဲ့ပုံမှာမူတည်ပါတယ် Messenger. ကျွန်တော်သွားတယ်ကျွန်တော်မှာ folder Narrator green. Ringtones folder. Samsung Galaxy 8. Shine. Snap to audio. Snap to audio folder. 1 item uncheck box. Snapju audio folder 1 item နဲ့ Snap to audio folder. 1 item. ဒီထဲမှာကျွန်တော်ဘာရှိလဲတစ်ချက်ဝင်ကြည့်အောင်နော် Shine plus. ဒီပန်းဟေဝန်တောဘွဲ့ယူတွေကကျွန်တော်ပြီးခဲ့တဲ့အပိုင်းမှာပြခဲ့တဲ့ဟာလေးလားမသိဘူးနော်ဒါလေးအဲ့လေးပဲကျွန်တော်ချက်လိုက်မယ်နော် Checked. ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်ထုံးစံနိုင်မယ်ဒီမှာ The button. ဒန်းပေးလိုက်မယ် Select data to backup. select data to backup ပေါ့နော်နော်ဒါကကျွန်တော်တို့ audio တော့ကကျွန်တော်ဒါဒန်းပေးလိုက်ပြီပြီးလို့ရှိရင်ကျွန်တော်တို့ကထုံးစံနိုင်မယ်ဒီအောက်က Images. ဒီကတော့ကျွန်တော်ဒီခါကျတော့ကျွန်တော် transfer မဟုတ်တော့ဘူးပေါ့နော် Documents. Backup. Select data. Backup button. ဒီမှာ backup button ဒီကောင်လေးနှိပ်ပေးလိုက်ပေါ့နော်ဒါဆိုကျွန်တော် backup လုပ်ပြီးသားဖြစ်သွားပြီ Data backed up and encrypted using your Samsung account. Don't show it and okay. Okay. Don't show data backed up and encrypted using your Samsung account. Okay. Don't show it and uncheck checkbox. Don't show it Check it. again. Okay button. okay ပေးလိုက်မယ်နော် Backing up your data. backing up your data ပေါ့နော်ခဏဆောင်လိုက်မယ် Stop. Keep screen on check. 0% progress bar. Calculating remaining time. 0. Calculating remaining time. อ๋อဒီတပုတ်ထဲ backup လုပ်တာကို calculating ဖြစ်တယ်ဒါသူ backup လုပ်နေပါတော့အဲ့တော့ဒီမှာကဒီ smart switch ကိုကျွန်တော်တို့မသုံးမဲနဲ့လဲရတယ်ပေါ့ဗျာဥပမာကျွန်တော်တို့ဒီ Wi-Fi နဲ့ကသွားပြီးတော့ယူတဲ့ပုံစံမျိုးတွေတို့ရတယ်ပေါ့နော်ဒါပေမဲ့ဒါကိုကဒီ smart switch ကိုသုံးမယ်ဆိုလို့ရှိရင်ဒါလွယ်တကူအသုံးပြုလို့ရနိုင်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့ပြီးခဲ့တဲ့အပိုင်းတွေမှာလည်းပဲဒီလိုပြီးသွားပြီနော်ပြီးခဲ့တဲ့အပိုင်းတွေမှာလည်းပဲကျွန်တော်ပြခဲ့တဲ့ဒီ cable နဲ့ချိတ်ဆက်တဲ့နည်းတွေဟလာ transfer လုပ်တဲ့နည်းပြီးလို့ရှိရင် wireless ချိတ်ဆက်ပြီးတော့ transfer လုပ်တဲ့နည်းတွေဒါကြတော့ကျွန်တော်တို့ Wi-Fi တွေပါရှိရမယ်ပေါ့ဗျာ wireless ချိတ်ဆက်မယ်ဆိုရင်တော့ cable ဆိုရင်တော့ wireless မဟုတ်တဲ့အတွက်သူက Wi-Fi ရှိဖို့မလိုဘူးပေါ့နော် Next button. Audio. Copied. ဒီမှာကြည့်အောင် 10 MB. 1 item. Backup results. backup reset ပေါ့နော် Next button. Audio. 1. Next button. next ပေးလိုက်ပါမယ် All set. all set ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့က The button. တန်းပေးလိုက်မယ် Home. ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ရပါပြီပေါ့နော်အဲ့တော့ဘယ်ထဲမှာရောက်သွားလဲဆိုတော့ကျွန်တော်ချက်ကြည့်အောင်ပါ Device pair. Folder. Audio and ကျွ recorder. န်တော်တို့ Full ဟိုထဲမှာ communicate ရှိ search. နေပေါ့နော် Device pair. Full. Home. File manager. File and folder. My files. My file. US trash. US. ဒီထဲမှာကျွန်တော်ရပါမယ် System.
ချက်ကြည့်အောင်ကျွန်တော်တို့ Lost found computer soft audio lost smart system volume information July 18. Smart switch pickup 2 May 9th 10:20 p.m. one item. ဒီမှာနော် Smart switch pickup 2 May 9th 10. Smart switch pickup 2 May 9th 10:20 p.m. one item. smart switch backup လားဒီမှာ Characters. နော် Capital M A R T capital F W I T C H capital B A C K U P 2 new line. အဲ့တော့ smart switch backup 2ပေါ့နော် Default. ဒီကောင်ကျွန်တော်ဝင်လိုက်မယ် Smart switch. SMA 127 F underscore 0825 F5 D0 F 0667 D May 9th 10:20 p.m. two items. မကြည့်အောင်နော် Backup underscore media.db May 1746805824200 May 9th 10:20 p.m. six items. ကြည့်အောင်ဒါသူ backup လုပ်ထားတာ Samsung smart switch backup.bk May 9th 10 smart switch backup.bk underscore backup May 9th 10 smart Samsung music May 9th 10:20 p.m. three items. music တဲ့ Snaptube com.sec.snaptube May 9th 10 smart switch May 9th Snaptube May 9th 10 smart switch May 9th 10:20 p.m. one item. TMP May 9th 10:20 p.m. one item. ဒါကိုကျွန်တော်တို့တစ်ခုချင်းစီကိုယ့်ကိုလိုက်ပြီးတော့ Smart switch Snaptube May 9th 10:20 ရှာကြည့်ရမှာပေါ့နော် download May 9th 10 ဒီချက်မှာရှိနိုင်တယ် Snaptube အော်ဒီမှာနော် ဒီကောင်လေး play pause button. Music volume 13. 20, 34, 46, 73, 80, 86. ဒါလေးနော်အဲ့ဒါလေးနော် Play pause button. အဲ့တော့ကျွန်တော်တို့ကဒါက Back. ကျွန်တော်ဒီ USB store ကိုကျွန်တော်တို့က backup လုပ်တာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ကဒီဟိုမှာရှိတဲ့ Smart switch back. Backup underscore media.db. ကျွန်တော်ခဏလေးနော်ကျွန်တော် restore ပြန်လုပ်ကြည့် Smart switch system volume information ဒီ July ထဲက 18. ကျွန်တော်တို့ဒီ MiFi နဲ့က internet storage SD ထဲက internal storage. ကျွန်တော် snap ခုနကကျွန်တော်ပြောတဲ့ဒီ snap ကြည့်ပေါ့နော် Pictures April 3. Subtitles snap. ဒီကောင်ကျွန်တော်တို့ Mark April 20. ဖြတ်လိုက် Mark မယ် April နော် 20. Download May 9th. Snap to audio May. ဒီထဲကကျွန်တော်ဖြတ်လိုက်မယ် Long press check. ဒါကျွန်တော်ဖြတ်ပြီး Share တော့ delete selected. Delete button. ရောကျွန်တော်ဖြတ်လိုက်ပြီ Deleted file. ဖြတ်ပြီးတဲ့အခါမှာကျွန်တော်တို့က Home. smart switch ထဲသွားပြီးကျွန်တော် restore ပြန်လုပ်ကြည့်အောင်နော် Home screen. Page 1 of 1. Messages. Back button. Apps. ဟုတ်ပြီကျွန်တော်ကြည့်အောင်နော် smart App switch screen. Page 1 of 1. Samsung Music. Others. Smart switch. ဝင်လိုက်ပြီနော် smart switch ထဲဝင်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ External storage button. ဒါကိုနှိပ်လိုက်မယ်ကျွန်တော် screen ထိပ်ဆုံးမှာရှိရနော်ပြီးလို့ရှိရင်ဒီမှာ restore Restore. USB store. Restore from. restore from ဆိုတဲ့အောက်ကကျွန်တော်တို့က backup လုပ်ထားတဲ့ data တွေရှိသွားပြီပေါ့နော်တကယ်လို့ကျွန်တော်တို့ကဒီ USB storage ထဲမှာ backup လုပ်မထားဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ restore from ဆိုတဲ့ခေါင်းစဉ်အောက်မှာကျွန်တော်ဘာမှno backup data လို့ပဲပြမှာပေါ့နော်ကိုကြောင့်ကျွန်တော်ဒီမှာအရင်ပထမဆုံးကျွန်တော် backup လုပ်ထားခဲ့တာဖြစ်တဲ့အတွက်ဒီမှာ USB storage May 9th. 20. Restore from. restore from ဆိုတဲ့အောက်က USB storage May 9th. 2025. 10:20 p.m. 10 MB. Waylian. နော်ဒါလေးပေါ့ဒါလေးကျွန်တော်ကနှိပ်လိုက်မယ် Searching for data to restore. searching for data to restore ပေါ့နော်ဒီကောင်ရှာနေပြီ Select data to restore. ဟုတ်ပြီ select data to restore Just call. Custom radio button not selected. ခုနအတိုင်းပဲကျွန်တော်တို့ဘယ်ဟာကို restore လုပ်ချင်တာလဲဆို Just တဲ့ call. ပုံစံ Everything 10 MB / about 1 minute radio button selected. Just call. Everything 10 MB / about 1 minute radio button selected. ဒါ everything ဆိုပေမဲ့ကျွန်တော် USB storage ထဲကဟာကိုကျွန်တော်တို့အကုန်လုံးကိုပြောတာမဟုတ်ဘူးကျွန်တော် backup လုပ်ထားတဲ့ဟာလေးကိုပဲကျွန်တော်ပြောတာပေါ့နော်ဒါဆိုကျွန်တော် everything ကျွန်တော် backup လုပ်ထားတဲ့ဟာက 10 MB ပဲရှိလို့သူက everything လို့ပြောပေးတာအဲ့ကောင်ကျွန်တော် select လုပ်လိုက်ပြီဆိုတော့မကြည့်အောင် Next button. next ပေးလိုက်တယ်ပြီးလို့ရှိရင် Audio 11.1%. 1 minute 0% progress bar. Audio. 1 minute left. Go to the home screen button. We'll let you know when that's finished. Data restore results. ဒါပြီးပါနော်ပြီးသွားပြီကျွန်တော်တို့က data Audio. data one. restore ပြီးသွားပြီ Copied. နော် 10 M. 1 night. Data restore. Next button. next ပေးလိုက်မယ် All set. The button. done ပေးလိုက်မယ် Home. ကဲဒါဆိုရင်တော့ကျွန်တော်တို့ဒါ backup လုပ်တဲ့အနေနဲ့ Page 1 of 1. နေပါ Default ကျွန်တော် page. တော့ audio တွေကိုအဓိကပြသွားတာဖြစ်ပါတယ်ကျွန်တော်ကိုယ့်ရဲ့ခုနကကျွန်တော်ပြောဒီ image တွေ video တွေနောက်တစ်ခု setting အနေနဲ့ပတ်သက်တဲ့ဟာတွေ apps တွေနောက်တစ်ခု account တွေဒါတွေနဲ့ပတ်သက်ပြီးတော့ကတော့ကျွန်တော်ကိုယ့်ကိုစမ်းကြည့်ပါเนาะဒီ smart switch application လေးနဲ့စမ်းကြည့်ပါဒါလေးကျွန်တော်တော်တော်သုံးတယ်တယ်ဗောနော်ဒီ application လေးတော်တော်သုံးတယ်တယ်အဲ့တော့ခုန restore လုပ်ထားတဲ့ဟာကျွန်တော်ပြန်ကြည့်အောင်တစ်ချက် Telegram. File manager. file manager ဝင်လိုက်ပြီ my file နဲ့ဝင်လိုက်မယ် My file. Internal storage for. internet storage ထဲဝင်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ချက်ကြည့် Picture အောင် break. Snap subtitles. Snap. Mark it download May. download Snap to. ဒါမှကျွန်တော်ပြန်ရောက်လာပြီနော်ခုနကျွန်တော်ဖြတ်ထားခဲ့ပြီနော်ဖြတ်ထားခဲ့တာအောင်မှကျွန်တော်တို့ဒီမှာ restore လုပ်လိုက်တဲ့ခါကျတော့ဒီမှာကျွန်တော်ပြန်ရောက်နေပါပြီ Back button. Download. Back button. ဒါကျွန်တော် smart switch application လေးနဲ့ကျွန်တော်တို့ restore လုပ်တာဖြစ်ပါ SD. တယ် SD. US. More options. Navigate up. More options. But. အော် More options. But.
နော် Set track format unmounted. USB storage 1. ဖြုတ်လိုက်ပြီ USB storage 1 unmounted. My files. အဲ့တော့ဒီလောက်ပါပဲဗျာဒါကတော့ကျွန်တော်တို့ Home. Smart Switch Recent app. application လေးနဲ့ကျွန်တော်တို့ဘယ်လိုမျိုးကျွန်တော် Home တို့ screen. Page 101. Default page. backup နဲ့ restore လုပ်မလဲဆိုတော့အကြောင်းအရာပဲဖြစ်ပါတယ် Notification Smart chain. Switch ကတော့ကျွန်တော် 26 တို့ဒါ casting နောက် phone ထပ် 3 bars. ဒီ Phone 2 bar. စမ်းသပ်ခဲ့တာများတွေ့ခဲ့ရင်ကျွန်တော်တို့သူ့ရဲ့ Arizona. Pop. Stop. ကျွန်တော်တို့စမ်းသပ်ချက်တွေပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒီ setting ထဲမှာရှိတဲ့ဟာတွေကိုလည်းထပ်ပြီးတွေ့ခဲ့တယ်ဆိုရင်ကျွန်တော်ထပ်မံပြီးတော့ပြသပေးပါအောင်မယ်ကျေးဇူးတင်ပါတယ်